မင်္ဂလာပါရှင် morning ပါကျမTikTok မှာလေကျမဘရောမနိုင်ငံရေးအကြောင်းနေကျမတက်မလို့ချစ်တဲ့အကြောင်းကလွယ်လို့ကျမနိုင်ငံရေးအကြောင်းနေနောက်ပြီးတော့လေအလင်းအသင်းလို့ထုတ်ပြန်ချက်တွေပုံမှာကျမဘာမှမဆွေးနွေးဘူးဘာမှလည်းမပြောကျမတက်မလို့ချစ်တယ်နောက်တက်မလို့ထောက်ခံတယ်ပေါ့နော်တက်မလို့ထဲမှာရှိတဲ့အချင်းပြက်ခြားစားနေတာတွေတော့ကျမမထောက်ခံဘူးပေါ့နော်အချင်းပြက်ခြားစားနေတဲ့လူတွေတွေ့ဘူးပါတယ်မတွေ့တာမဟုတ်ဘူးကျမလည်းဒီပုတ်ထဲကဒီပဲလေမသိတာမှမဟုတ်တာအဲ့တော့ကျမအဲ့ဒါပြောချင်တာကဘာလဲဆိုရင်ကျမကနိုင်ငံတော်မှာအလင်းသင့်သလိုထုတ်ပြန်တဲ့ဥပဒေနည်းဥပဒေတွေရှိတယ် rules and regulation တွေရှိတယ်အဲ့ဒါတွေဆိုတော့ကျမနားထောင်တယ်ညကတော့မနေ့ကတော့ကျမဘာဖြစ်လို့နားထောင်ရတာလဲဆိုတော့အခုဖြစ်နေတဲ့စစ်ပွဲအရကျမတို့နိုင်ငံမှာဘာ impact တွေထိလာနိုင်သလဲပေါ့နော်ရှိလာနိုင်သလဲဆိုတော့ကျမသိချင်တာနဲ့မနေ့ကတော့ကျမသတင်းနားထောင်မိတယ်သတင်းနားထောင်တော့ကျမပထမပိုင်းနားထောင်နေတဲ့အချိန်မှာတော့ကျမငါတို့အစိုးရ management လောက်လာပြီပဲဆိုပြီးတော့ကျမအဆုံးထိနားထောင်တယ်ကျမနားထောင်တဲ့သတင်းလေးမနေ့ညကလည်းကျမတို့ရှမ်းတောင်ဘက်ကလူတွေဆိုရင်စောစောအိတ်ကြတယ်သတင်းတွေပါလည်းနားထောင်မဲ့လူတော့မရှိဘူးထင်တယ်အဲ့တော့ရှိရင်လည်းရှိကြမှာပေါ့နော်နာမည်ထုတ်ပြန်ချက်ဆိုတာတော့သိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ကျမထုတ်ပြန်ချက်လေးကိုကျမဖွင့်ပြမယ်အရှိအလဲပိုင်းဒေသအတွင်းမှာစစ်ရေးပြိပက္ခများကြောင့်လောင်စာဆီတင်သွင်းသည့်တင်မောများဖြင့်တည်ယူပို့ဆောင်ရာရေလမ်းကြောင်းတစ်လျှောက်မှာအတားအဆီးအဟန့်အတားပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိပါသည်အထက်ပါချင်းဤများကြောင့်73စီချိုးချံချွေတာရေးနှင့်ဖူလုံမှုရှိစေအတွေ့2026ခုနှစ်မတ်လ9ရက်နေ့မှစတင်၍ 9ရက်နေ့နော် ပုဂ္ဂလိကယာဉ်များလုပ်ငန်းသုံးယာဉ်များနှင့်တည်ယူပို့ဆောင်ရေးယာဉ်များသည်အောက်ပါစီကံသတ်မှတ်ချက်များနှင့်အညီမောင်းနှင့်အသုံးပြုရန်ဖြစ်ပါသည်ကကြီးလမ်းစီစုံရန်များတွင်စုံနံပါတ်အခရာပါသောယာဉ်များဥပမာ 2A 4A စသဖြင့်မယာဉ်များတွင်မနံပါတ်အခရာပါသောယာဉ်များဥပမာ 1A 3A စသဖြင့်စသည့်73စီကိုတဲ့ချိုးချံချွေတာတဲ့အနေနဲ့တဲ့အဲ့တော့စုံနံပါတ်ရှိတဲ့ကျမတို့အိမ်စည်းကားတွေပေါ့နော်ပုဂ္ဂလိကရင်ဆိုအိမ်စည်းကားတွေကိုပြောတာပေါ့အဲ့တော့အိမ်စည်းကားတွေကတဲ့အဲ့တော့စုံနံပါတ်ရှိတဲ့နေကြရင်တဲ့စုံနံပါတ်မနံပါတ်ပေါ့နော်အခုဒီမနံပါတ်ဆိုကျမကားလေးက 1H ပေါ့နော်အဲ့ဒီဟာလို့ကြားလို့ရှိရင်1ရက်3ရက်5ရက်9ရက်9ရက်အဲ့ဒီနေ့တွေမှာသွားလာရမယ်လမ်းပေါ်ကိုသွားလာရမယ်အဲ့တော့စုံနံပါတ်ရှိတဲ့လူက2 4 6 8 10အဲ့ဒီနေ့တွေကိုတဲ့သွားလာရမယ်တဲ့အဲ့ဒီနေ့တွေကိုသွားလာမယ်ကျမပထမအဲ့လိုစုံနံပါတ်မနံပါတ်နဲ့ပြောတဲ့အချိန်မှာသတင်းကြေညာနေတဲ့အချိန်မှာကျမထင်တာကဘာလဲဆိုရင်စုံနံပါတ်ရှိတဲ့နေ့စုံနံပါတ်ရှိတဲ့ကားတွေကစုံနံပါတ်နေ့မှာစီဆိုင်မှာလာပြီးတော့စီတကားလန်ဖြစ်ဖြစ်နှစ်ကားလန်ဖြစ်ဖြစ်ပေါ့နော်ထုတ်ယူပိုင်ခွင့်တော့ပေးမယ်လို့ကျမစိတ်ကူးထဲမှာရှိတာစုံနံပါတ်ရှိတဲ့လူတွေကားတွေလည်းရှင်းပြီးသားလည်းဖြစ်တယ်ဟိုလူတိုးဒီလူတိုးမဟုတ်တော့ဘူးပေါ့နော်ကျမကလေအဲ့ဒီဟာနဲ့ပတ်သက်လို့လေကျမအများကြီးပဲကျမစိတ်ကူးထဲမှာရှိတယ်ပြောချင်တာတွေကအများကြီးပဲကျမအဲ့ without ကားတွေကိစ္စတွေကကျမပြောပြချင်နေတာဘယ်လို control လုပ်ရမလဲဆိုတဲ့ဟာမျိုးကိုကျမပြောချင်တာ without ကားတွေကိုလည်းဗာလဲဆိုတော့ကျမတို့ control မလုပ်နိုင်ဘူးဖမ်းတယ်တပတ်နှစ်ပတ်ဖမ်းလိုက်တယ်ပြီးရင်ပြန်ပြီးတော့ထွက်နေတာပဲလေအဲ့ဒါကိုရေရှည်ငါတို့နိုင်ငံလဲအကျိုးရှိသူတို့လည်းဝယ်ထားတဲ့လူလည်းအကျိုးရှိနိုင်ငံလဲအခွန်ရအဲ့ဒီဟာမျိုး control ကိုဘယ်လိုလုပ်မလဲဆိုတာကျမရှိမှလေ I have so many ideaဒါပေမဲ့ကျမတုံတောင်းလည်းမပြောတော့ပါဘူးထားလိုက်ပါတော့ဆိုတဲ့ဟာမျိုးနဲ့ပဲကျမငါလည်းအသက်ကြီးပြီဆိုတဲ့ဟာမျိုးနဲ့ဝင်မပြောတာကျမတို့မှာနိုင်ငံရေးအခြေခံတွေအများကြီးရှိတယ်။ဘာလဲဆိုတော့ကျမတို့လမ်းစဉ်ပါတီခစ်တရနိုင်ငံရေးအခြေခံခေါင်းတွေကျမတို့ရခဲ့တာပေါ့နော်။အုပ်ချုပ်မှုရန်တွေရတာပေါ့နော်။နောက်တစ်ခါဘာလဲစွမ်းရည်ရန်တွေကအမျိုးမျိုးတွေကျမတို့ရခဲ့တာပေါ့။အဲ့တော့ဘာလဲဆိုရင် management အနေကိုလည်းကျမတို့အများကြီးရခဲ့တာ။အဲ့တော့ကျမကဘာလဲဒီလိုလေးကြော်ညာတယ်ဆိုရင်တော့စုံနေဆိုရင်စုံကနန်းရှိတဲ့ကားတွေအဲ့ဒီနေ့ကိုတကားလန်ဖြစ်ဖြစ်နှစ်ကားလန်ဖြစ်ဖြစ်ထုတ်ခွင့်ပေးမယ်မကနန်းကားတွေဆိုရင်မနေ့မှာတကားလန်ဖြစ်ဖြစ်နှစ်ကားလန်ဖြစ်ဖြစ် regular လေးပေါ့တရက်ချာတကားလန်ဖြစ်ဖြစ်အဲ့ဒါမျိုးလေးထုတ်ခွင့်ပေးမယ်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီကားတွေကိုဗာလဲဆိုရင်နှစ်ကားလန်ကို3ရက်ချာတစ်ခါနော်နှစ်ကားလန်ကို4ရက်ချာတစ်ခါ
73စီချွေတာတယ်ဆိုတာအဲ့လိုချွေတာအမှလေကျမတို့ပြည်သူတွေကိုလာပြီးတော့73စီချွေတာဖို့ဒီလိုကားတွေမထွက်ရဆိုတဲ့ control မျိုးနဲ့လာပြီးတော့အဲ့လိုလုံးလို့တော့မရဘူးအဲ့ rules ကတမျိုးမျိုးတော့ဖြစ်နေသလားတော့ဒါပေမဲ့ကျမတို့ကနိုင်ငံတော်ကချမှတ်ထားတဲ့ဥပဒေဆိုရင်လေးစားလိုက်နာမှာကျမပြည်သူတွေရဲ့တာဝန်ပဲလေနိုင်ငံတော်ကလည်းဗာလဲဆိုလို့ရှိရင်အစတွေကဒါကိုဘလို့ plan ချပြီးတော့ငါတို့ဘလို့လုပ်မလဲဆိုတော့ idea မျိုးတော့ရှိတဲ့နယ်လို့ကျမထင်တယ်ပေါ့နော်ဆက်နားထောင်ကြည့်ရအောင်နော် ပုဂ္ဂလိကပိုင်ရှင်များသာမောင်းနှင်အသုံးပြုရန်ဖြစ်ပါသည် EV မော်တော်ယာဉ် EV မော်တော်ဆိုင်ကယ်များနေ့စဉ်မောင်းနှင်နိုင်သည်ခါခွေနေ့စဉ်အများပြည်သူတည်ယူပို့ဆောင်ရေးမော်တော်ယာဉ်များအငှားယာဉ်များတက္ကစီ73စီတည်ယူပို့ဆောင်သည့်ယာဉ်များစောင့်လို့လုပ်ငန်းသုံးယာဉ်များကုန်စည်ပို့ဆောင်ရေးယာဉ်များလူနာတင်ယာဉ်နိဗ္ဗာန်ယာဉ်များနှင့်စီပင်အမိုက်သိမ်းယာဉ်များအသုံးပြုနိုင်သည် yes ဒီလိုပေါ့လူမှုကိစ္စအဝဝကိုဆောင်ရွက်နေတဲ့ပရာဟိတာတို့အစိုးရအဲ့စီပင်တို့ဘာတို့ညာတို့အခုမိသက်တို့ဒါတွေကအချိန်မရွေးထွက်ရမယ့်ဟာတွေပဲဒါစီပင်ဆိုလို့ရှိရင်လေဒါဟိုအမိုက်ကားတွေထွက်ဖို့ထွက်ရမှာမထွက်လို့မရဘူးပေါ့ခုနတိုက်စီလည်းထွက်လို့ရတယ်ဆိုတော့ကျွန်တော်တို့တိုက်စီကားကို share ပေးရတော့မှာနော်သိလားရန်ကုန်မှာနေတဲ့လူတို့မြောက်ပြည်သားမှတ်ပြီးတော့တိုက်စီသမားတွေလည်းတောင်းတော့မှလေကျွန်တော်တို့ကစီမရတဲ့အတွက်ကျွန်တော်တို့ပဲထွက်ခွင့်ရှိလို့ကျွန်တော်တို့အိမ်စီးကားတွေကျွန်မဆိုတစည်းပဲရှိတယ်ရန်ကုန်ကလူတွေမြောက်ပြီးသားမှတ်ပြီးတော့ကျွန်မတို့ကလောမှာကိစ္စမရှိဘူးလေကျွန်မတို့ကိစ္စမရှိဘူးဆိုင်ကယ်တိုက်စီလေးခဏလာခဲ့ပါအောင်ဒီနေ့ကမရက်မလို့ငါထွက်ရတာစုံရက်ဆိုလို့ရှိရင်မထွက်ရအောင်စုံရက်နေဆိုင်ကယ်တိုက်စီလေးခဏလာခဲ့ပါဆိုင်ကယ်တိုက်စီလဲဗာလဲပြဿနာပေါ့နော်ဆိုင်ကယ်တိုက်စီလဲကျွန်တော်တို့ကစီဈေးတွေအများကြီးပေးထားတဲ့အတွက်သူတို့လည်းဟုတ်တယ်လေစီဈေးအများကြီးပေးထားတဲ့အတွက်ကျွန်တော်တို့ဒါကတော့အရင်တော့2000ဆိုအခုလောက်ဆို9000လောက်ပေးရတော့မယ့်ဟာမျိုးဖြစ်သွားပြီဆိုလိုချင်းကလေကျမပြောချင်တာကဘာလဲဆိုတာကျမတို့ထုတ်ပြန်ချက်တွေကိုကျမတို့ကလိုက်နာတဲ့လူဒန်းစားတွေအရန်လိုက်နာတာနိုင်ငံတော်ကဘလို့ပဲထုတ်ပြန်အဲ့ဒီဥပဒေကိုကျမတို့ကတသွေးမတိန်လိုက်နာတဲ့သူတွေအဖို့တော့လေဒီလိုထုတ်ပြန်ချက်မျိုးကလေနည်းနည်းလေးတော့လွဲနေသလားမသိဘူးလို့ကျမကလေအကြံပြုချင်တာပါအဲ့တော့ကျမပြောချင်တာကဘာလဲဆိုရင်3ရက်တစ်ခါဒါမို့လည်း4ရက်တစ်ခါပေါ့နော်စီ2ကလန်โอเค3ကလန်စသဖြင့်ပေါ့နော်အဲ့ဒီအမောင့်တွေကို short ချရမယ် CO အရင်တော့အပြည့်ထက်ကျမတို့ဆိုအပြည့်ထက်ဒါပဲအပြည့်ထက်ဒါပဲ95အပြည့်ထက်အဲ့လိုမျိုးပေါ့တခါလေ92နဲ့5နဲ့ရောထည့်ပေးအဲ့လိုမျိုးတွေရှိတယ်အခုတော့ keep လုပ်ရတော့မှာပေါ့နော်ထိန်းသိမ်းပလိုက်ရမှာ control လုပ်ရတော့မှာပေါ့အဲ့လိုမျိုးတွေစီစဉ်ပြီးတော့လေအခု73စီတခုခုဒီအရှိအလဲပိုင်းပြဿနာဘလို့ပဲဖြစ်ဖြစ်ကျမတို့နိုင်ငံကိုစစ်မီးကြီးမလာဘူးဆိုပေမဲ့ရေနံ impact ကတော့ကျမတို့မှာလာထိတာပဲလေလာထိတဲ့အတွက်ကြောင့်ကျမတို့မှာဒီလိုပေါ့သွားလာမှု system တွေကျမတို့နှောင့်နှေးကုန်မှာနောက်ပြီးတော့ကုန်သွယ်မှုတွေအဲ့ဒီကအခြေခံပြီးပါလဲစားကုန်တော့ကုန်တွေဈေးတက်မှာကျမတို့နိုင်ငံချောင်းနေတာသိလားဘရောမှကိုချင်းစာတရားမရှိတဲ့သူတွေကစီဈေးတက်ဖို့ကုန်ဈေးနှုန်းတက်ဖို့ ready စောင့်နေတာနော်အရန်ကိုစောင့်နေတာဟိုတနေ့ကကျမတက်မတော်တွေကလူတွေဗာလဲလက်စာလေးတိုးတာဆိုတာနဲ့အဲ့ဒီတက်မတော်ထဲမှာရှိတဲ့ကန်တင်းတွေတော့သိလားဟိုဟာကန်တင်းတွေသူတို့contract ယူထားတဲ့ကန်တင်းတွေတော့ဟိုဟာတွေကုန်စည်နှုန်းတွေတက်သွားတယ်နော်သူထိုင်ကြည့်နေတာငါတို့ဘလို့အမျက်ထုတ်ရင်ကောင်းမလဲဆိုတာထိုင်ကြည့်နေတဲ့အုပ်စုကရှိတယ်အဲ့တော့ကျမတို့ကဒီကာဝယ်နဲ့လုံညုံရေးကအမြဲတမ်းထုတ်သမျှကိုကျမတို့နားထောင်တယ်ကျမပေါ့နော်အဓိကနားထောင်တယ်အဲ့ဒီအတိုင်းလိုက်နာတယ်အဲ့ဒီအတိုင်းကြင့်ကြံတယ်ဘာလဲဆိုရင်ကျမမိဘတွေကိုယ်တိုင်ကအဲ့လိုမျိုးနိုင်ငံတော်ကလိုအပ်ရင်လိုအပ်သလိုထုတ်ပြန်တဲ့အမိန့်နဲ့အာဏာကိုတပြေးညီဆောင်ရွက်ရမယ်ဆိုတာနိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်နိုင်ငံသားတိုင်းလိုက်နာရမယ်ဆိုတာကိုကျမတို့မိဘတွေကကျမတို့သင်ပေးခဲ့ကျမကလည်းပြောရလို့ရှိရင်ငယ်တွေကလေကျမတို့ဦးကြီးတွေတော်ကြီးတွေကပါလီမန်အမတ်တွေအိမ်မှာလာပြီးစကားပြောတာတွေကျမအဖေဆိုဘုံမှုအောင်တို့ဘုံမှုအောင်ကြီးတို့အဲ့ဒီဦးအောင်ကြီးတို့ ਨੇ အိမ်မှာအဲ့လိုမျိုးဆွေးနွေးနေတဲ့နားရီဝနေတဲ့လူတယောက်ပေါ့နော်ကျမဒီဘက်ခေတ်မှာလဲကျမဒီမိုကရေစီခေတ်မှာလဲပထမဆုံးမြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်အရင်ဆုံးရောက်တဲ့ရွေးကောက်ပွဲမှာကျမပါဝင်ခဲ့တဲ့လူတယောက်အခုလည်းကျမတို့မြို့နယ်ကကိုယ်စလဲနောက်ကနေပြီးတော့တကောက်ကောက်လိုက်ပြီးကျမတို့မြို့တာယာဖို့ရှမ်းတောင်တာယာဝဖြိုးဖို့နောက်ပြီးတော့မြန်မာတိုင်းနိုင်ငံလုံးအစင်ပြေချောမှုဖို့အေးဆေးဆေးဖြစ်ဖို့ဆိုတာကျမစိတ်ထဲမှာခေါင်းထဲမှာကျမရှိပါတယ်ဒါပေမဲ့အခုအလင်းသင့်သလိုထုတ်တဲ့ဟာတွေကတော့နည်းနည်းလေးစဉ်းစားစေချင်တယ်လို့ကျမပြောချင်တာပေါ့နော်ကျမဆိုကားတစ်စီးလေးရှိတယ်ကျမအတော်လဲအဲ့လိုရန်ကုန်ကအတော်လဲကားတစ်စီးပဲရှိတယ်
အဲ့တော့ဟိုသူတို့ကဟိုပါပေါ့နော်ဟို 6k လေးကျမ 1h ပါအဲ့ဒီကြမှာထွက်ရမယ်မထွက်ဘူး